ငါဘဝကိုပြောပြမယ်ရည်တန်တွေခဏရပ်ပြပါဦးငါဘဝဟာခိတအနာခိုရာတင်ခွေငက်များနဲ့သူပျော်ရွှင်စွာရှာမြည်ပူတာပဲလုံးသားမခဏတော့နာခိုကအတုံးဆုံးပြီးစငယ်ကလေးတွေဝေရင်မဝေးလိုက်အောင်ပါတင်လို့ရသွားတော့လေငါဘဝမုန်တိုင်းထဲမှာတင်လို့တဲ့တခုမှမရှိပါဘူးလုံးသားမခဏတော့နာခိုပါမိရဲ့အပေါ်များတွေ့ရင်သူခေါ်ရလိုက်လို့သွားပါတော့ခွင်မပါမပြောနဲ့နားလေတဲ့ယာယီအိမ်အစ်ကနန်းတော့လေပြန်ကလေးလို့မကြည့်နဲ့ဒီရင်ကိုဆွလို့ထားခဲ့လေညူရှိရင်ကြည်ပါတော့လေလူဘဝကိုပိုင်ဆိုင်တဲ့ကံဆွေးမိတဲ့တန်စင်များနဲ့ငါဘဝဟာခိတအနာခိုရာတင်ခွေငက်များရဲ့အနာခိုရာ